လေတာနဲ့လူဘာဝဟာမတူပါဘူးလေတာနဲ့လူဘာဝတာကအမြဲတမ်းရော်တွေးနေကြတတ်တယ်နော်တကယ်တော့သူတို့နှစ်ခုကတခြားစီပါလဲတယ်ဆိုတာကပတ်ဝန်းကျင်ကိုလင်းမြန်စွာတုံးတက်နိုင်စွမ်းရှိတာအခြေအနေရရက်ကိုနားလည်ပြီးကိုပဲတက်သည့်ရှိနဲ့ကောင်းကောင်းမွန်မွန်နေထိုင်တတ်တာပြောဆိုဆက်ဆံရမှာရင်ကြီးလိမ့်မာပြီးချောမွေ့တာမျိုးပါကို့အတွက်ရောသူတစ်ပါးအတွက်ပါအကျိုးရှိစေမဲ့လမ်းကြောင်းကိုရှာဖွေနိုင်တာကိုဆိုလိုတာပါလူဘာဝတဲ့ဆိုတာကတော့သူတစ်ပါးရဲ့အခွင့်အရေးကိုယူတာအားနည်းချက်ကိုအမျက်ထုတ်တာကလင်ကကျင့်လောက်တာဒါမှမဟုတ်တခြားလူတွေကိုပေါ့တန်သဘောထားပြီးကို့အကျိုးစီးပွားအတွက်တာကြည်တာမျိုးဖြစ်ပါတယ်ဒီလိုလောက်ရက်တွေကရေရှည်မှာဘယ်သူကိုမှမကောင်းစေပါဘူးအားကြောင့်ကိုကလဲတဲ့သူဖြစ်အောင်ကြိုးစားပါပညာရှိသတိရှိအများအကျိုးကိုရှေ့ရှုပြီးလှုပ်ရှားပါဒါပေမဲ့လူဘာဝတဲ့လူကတော့ဘယ်တော့မှမဖြစ်စေပါနဲ့